မင်းကလေးဟာသူမရဲ့ဖခင်ဖြစ်သူဝယ်ပေးခဲ့တဲ့စောင်ထူကြီးလိုအနှွေးတဲ့အင်ဂျီကိုချွတ်ချလိုက်ပါတယ်ပြီးတော့သုံးနှစ်ပတ်လုံးစီးလာခဲ့တဲ့ဖနက်အဟောင်းကြီးကိုလည်းချွတ်ပစ်ခဲ့တယ်သူမကိုပေါ်မှာခြံထားခဲ့တဲ့တခုတည်းသောအရာကတော့ကွယ်လွန်သူမိခင်ဖြစ်သူဝယ်ပေးခဲ့တဲ့အဝတ်အယုတ်ကလေးတစ်ယုတ်သေးပါသူမကနောက်ကျောင်းကိုလှည့်မကြည့်ဖို့ဆုံးဖြတ်ပြီးထွက်ခွာသွားတာကိုကြည်ရင်နဲ့မှာဖခင်ဖြစ်သူဟာနောက်ဆုံးမှာစိတ်ထဲနဲ့နောင်တရသလိုဖြစ်သွားခဲ့ရှာတယ်သူမရဲ့မိခင်ဆုံးပါသွားခဲ့တဲ့နေ့ကစပြီးဖခင်ဖြစ်သူဟာလေလိုပဲတည်င်းအတွင်းပြောင်းလဲသွားခဲ့တာပါသူကအရာအလုံးအတွက်တမိဖြစ်သူကိုပဲအဖြစ်တင်ခဲ့တယ်မိန်းကလေးကတော့တကယ်လို့သာအဲ့ဒီနေ့ကဖခင်ဖြစ်သူဟာမိခင်ဖြစ်သူအတွက်ငွေနေကိမှုသွားဝယ်ပေးခဲ့ရင်အဲ့ဒီမတော်တဆမှုကြီးလည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ယုံကြည်နေခဲ့တာပါအဲ့ဒီနေ့ကစပြီးဖခင်ဖြစ်သူဟာသူမကိုနေအောင်ကြည့်တစ်စက်မှမဝင်တဲ့အမှောင်ခန်းထဲမှာနေတိုင်းပိတ်လောင်ထားခဲ့ပါတယ်မကြခင်ပါပဲဖခင်ဖြစ်သူဟာသူမရဲ့မိခင်နဲ့ရုပ်ချင်းအရန်တူတဲ့တခြားမိန်းကလေးတစ်ယောက်ကိုအိမ်ခေါ်လာခဲ့တယ်ပြီးတော့အဲ့ဒီမိန်းကလေးကိုပဲတမီးရင်းလိုဂရုစိုက်ပြီးနေတိုင်းအရသာရှိတဲ့အစားအစာတွေကျွေးမွေးခဲ့ပေမဲ့သူ့ရဲ့တမီးရင်းကိုတော့အစီကံတစ်ယောက်လိုဆက်ဆံပြီးကြံကျွန်းတဲ့ထမင်းဟင်းအေးဆက်ဆက်တွေကိုပဲကျွေးခဲ့တာဗျအဲ့ဒီမိန်းကလေးအေးမိယုံနေရှိသေးတယ်ဖခင်ဖြစ်သူကပြပြတလဲနဲ့မြို့ထဲကအတော်ဆုံးဆရာဝန်တွေကိုခေါ်ပြီးကုသပေးခဲ့ပါတယ်12ကျော်တဲ့ကဖခင်ဖြစ်သူဟာအဲ့ဒီမိန်းကလေးရဲ့မွေးနေ့ကိုတခါမှမမေ့ခဲ့ပါဘူးမွေးနေ့ပွဲတစ်ခုမှဆိုရင်သူကအဲ့ဒီမိန်းကလေးဟာသူ့ရင်ထဲကတူးရဲသောသမီးဖြစ်ပြီးသူ့ရဲ့သမီးရင်းကတော့အဖြစ်သားတစ်ယောက်ပဲလို့လူအများရှိကြညာခဲ့ပါတယ်သမီးရင်းကြောင့်ပဲမိခင်ဖြစ်သူတည်ဆုံးခဲ့ရတာလို့သူကယူဆထားတာလေအဲ့ဒီမွေးနေ့ပွဲမှာလူတိုင်းကသူမကိုအစီကံတစ်ယောက်လိုဆက်ဆံပြီးအခုချက်ချင်းကားတွေသွားစစ်ဆန်းဆိုပြီးအမိန့်ပေးကြပါတော့တယ်ဖခင်ဖြစ်သူကသူ့သမီးအရင်ဒီလောက်အထိအဆက်ခွဲခံနေရတာကိုမြင်နေရပေမဲ့တားမြစ်ဖို့နေတတနှုတ်ဆက်နေခဲ့တဲ့အပြင်ဘာဆောင်နေတာလဲဒီနေ့ကအမန်ဒါရဲ့မွေးနေ့ပဲသူမနဲ့သူမရဲ့အတန်းဖော်တွေကိုစိတ်နှောက်ယှက်မဖြစ်စေနဲ့ဆိုပြီးသူမကိုအတင်းတုံးပို့ခဲ့တယ်မင်းကလေးကစိတ်ထဲကနေသူ့မျက်လုံးထဲမှာငါကသူ့သမီးမဟုတ်ဘူးအသက်ရှင်ဖို့တောင်မထိုက်တန်တဲ့လူတစ်ယောက်ပဲလို့တွေးနေမိတာပေါ့ဒီလိုအဆက်ခွဲခံရတာကိုတောင်သူမပြန်မချခဲ့ပါဘူးဘာလို့လဲဆိုတော့ဖခင်ဖြစ်သူကကြောင်းလိုက်ခါပေးတာကိုရက်ပြစ်မယ်လို့ချင်းချောက်ထားလို့ပါသူ့ရဲ့ထောက်ပံ့မှုမရှိရင်သူမပညာမသင်နိုင်တော့မှဖြစ်တယ်လို့အကောင်းဆုံးတက္ကသိုလ်တက်ပါမယ်လို့မိခင်ဖြစ်သူကိုပေးခဲ့တဲ့ကတိကိုလည်းသူမမဖြတ်ချင်ဘူးလေအဲ့ဒီကတိကိုတွေးပြီးသူမလက်မလျှော့ပဲကားတွေသွားစီပေးခဲ့ပါတယ်ဒါပေမဲ့ရက်ဆက်တဲ့မိန်းကလေးတစ်ကတော့အဲ့ဒါနဲ့တည်းအားမရပဲသမီးရင်းဖြစ်သူကသူမလှပတဲ့ကာဝင်ကိုမနာလိုလို့မင်းညကခိုးဝှက်ခဲ့ပါတယ်ဆိုပြီးလူအများရှိမှလိန်ညာဆွဆွဲပါတော့တယ်ဒါပေမဲ့အမှန်တရားကတော့ပြောင်းပြန်မှာအဲ့ဒီမိန်းကလေးတစ်ကမိန်းကလေးရဲ့ကွယ်လွန်သူမိခင်ဖြစ်သူရဲ့ကာဝင်ကိုတမင်တက်ယူဝစ်ပြီးကြောပါခဲ့တာပါသမီးရင်းကမိခင်ရဲ့အဝတ်စားတွေကိုကာကွယ်ခြင်းယုံတက်ပါအခုတော့အဲ့ဒီမိန်းကလေးကလိန်ညာပြီးသူမအပေါ်ပုံချနေတာကိုသူမဘယ်လိုပဲရှင်းပြဖခင်ဖြစ်သူကတော့အဲ့ဒီမိန်းကလေးအစ်စကားကိုပဲယုံကြည်ပြီးသမီးဖြစ်သူကိုတောင်းပန်ဖို့အတင်းကျပ်လုပ်ပါတော့တယ်ကျမဘာမှမမှားဘူးဘာလို့တောင်းပန်ရမှာလဲအဲ့ဒီစက္ကန့်မှာပဲဖခင်ဖြစ်သူကသူမရဲ့ပါးကိုအားပြင်းပြင်းတစ်ချက်ရိုက်ချလိုက်ပါတယ်သူမဟာဖခင်ဖြစ်သူအပေါ်လုံးဝစိတ်ပြအားလျော့သွားခဲ့ပါပြီဒီနေ့မှာသူကသမီးရင်းထက်ပြင်ပကလူစိမ်းတယောက်ကိုရွေးချယ်ခဲ့တယ်မနေ့ကကြာရင်ကြောင်းလိတ်ခါဖြက်ပြည့်ုံနေမကပဲအိမ်ကနေပါမောင်းထုတ်ဦးမှလေးပြီးတော့အဲ့ဒီမိန်းကလေးတစ်ကတော့အပြစ်ကင်းစင်ဟန်ဆက်ပြီးဟန်ဆောင်နေတော့မယ်မိန်းကလေးလည်းတီးမခံနိုင်တော့ပဲသူမရဲ့ဒေါသတွေပောက်ကွဲထွက်သွားခဲ့ပါပြီသူမကအဲ့ဒီမိန်းကလေးအစ်ရဲ့ပါးကိုဖြန်းကနေနေအောင်ပြန်ရိုက်လိုက်ပြီးနေနဲ့နှစ်အမေကတို့အမေနဲ့ရုပ်ချင်းတူတာကိုတုံးပြီးငါအဖေကိုလာမြူဆွေနေကြတာလို့အော်ဟစ်ပစ်လိုက်တယ်ဖခင်ဖြစ်သူကဒေါသတကြီးနဲ့တုံးလုံးသွားပြီးသမီးဖြစ်သူနဲ့တားဖအဖြစ်ကနေလုံးဝဆွတ်လွတ်လိုက်ပါတော့တယ်သူကသူမကိုသမီးဖြစ်မတတ်မှတ်ချင်တော့ဘူးအခုချက်ချင်းအိမ်ကနေထွက်သွားလို့မောင်းထုတ်ခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမဖခင်ပေါ်ထားခဲ့တဲ့တန်ရုံးစင်အကျွင်းလဲလေးကပါလုံးဝပြောက်ကွယ်သွားခဲ့ပါပြီချစ်ချင်းမြတ်တာမရှိတဲ့အေးဆက်ဆက်အင်ကြီးထဲမှာဆက်နေမဲ့အစားသူမထွက်သွားဖို့ပဲရွေးချယ်လိုက်တယ်သူမလက်ထွက်သွားခါနီးမှာပဲအဲ့ဒီမိန်းကလေးအစ်စ်ကသူမကိုတားပြန်တယ်ရှမ်းမီသားစုနဲ့ပတ်သက်မှုဖြတ်တောက်ပြီးပြီဆိုရင်ဒီမီသားစုရဲ့ပစ္စည်းမှန်သမျှအကုန်ချန်ထားခဲ့ရမယ်တဲ့သူမရဲ့အဝတ်စားတွေကတန်ဖိုးမကြီးပေမဲ့ရှမ်းမီသားစုရဲ့ပတ်စံနဲ့ဝယ်ထားတာမလို့ဖခင်ဖြစ်သူကလည်းဘာမှမပြောဘဲငြိမ်ကြည့်နေခဲ့တယ်ဒါကြောင့်သူမကဝတ်ထားတဲ့အဝတ်စားတွေကိုပါအကုန်ချုပ်ပေးခဲ့ပြီးသုံးနှစ်ပတ်လုံးဝတ်လာခဲ့တဲ့အဝတ်ဟောင်းတွေနဲ့သုံးနှစ်ပတ်လုံးမလဲပဲစီးလာခဲ့တဲ့ဖက်နှက်စုပ်လေးကိုပဲပြန်ဝတ်လိုက်ပါတယ်ပြီးတော့ပြက်ပြက်တတပြောခဲ့တယ်တိတိချာချာမှတ်ထားပါရှင်တို့ငါ့ကိုအိမ်ကမောင်းထုတ်တာမဟုတ်ဘူးငါရှန်ယူကိုယ်တိုင်ဒီအိမ်ကနေထွက်သွားတာအဲ့ဒီလိုပြောပြီးနောက်မိခင်ဖြစ်သူပေးခဲ့တဲ့အဝတ်အယုတ်ကလေးကိုပဲပွေ့ပိုက်ပြီးအဲ့ဒီစိတ်ပြက်စရာကောင်းတဲ့အင်ကြီးတဲကနေသူမထွက်ခွာလာခဲ့ပါတော့တယ်ဒါပေမဲ့လမ်းမပေါ်ရောက်တဲ့အခါသူမရဲ့ဖုန်းကရုတ်တရက်မြည်လာခဲ့တယ်ဖုန်းကိုထုတ်ကြည့်လိုက်တဲ့အချိန်မှာတော့သူမတုံလုံးအံ့ဩသွားခဲ့ရတယ်ဗျာဘာလို့လဲဆိုတော့ဖုန်းခေါ်ဆိုသူနေရာမှာအမေလို့ပေါ်နေလို့ပါမိန်းကလေးဟာစွန့်သွားပြီးဘာမှမစင်စားပဲဖုန်းကိုချက်ချင်းလက်ခံဖြေချလိုက်တယ်နောက်တစ်စက္ကန့်မှာတော့သူမအရန်လွှမ်းဆွနေခဲ့ရတဲ့အတန်လေးကိုကြားလိုက်ရပါတော့တယ်သမီးလေးဝင်းနေမှာပျော်ရွှင်ပါစေကွယ်မေမေသမီးမေမေစကားပြောတန်ကိုတအားလန့်နေတာသူမရဲ့နားထဲမှာတော့အမေဖြစ်သူရဲ့အတန်ကအရင်တုန်းကအတိုင်းတစ်ချက်ကလေးမှမပြောင်းလဲပဲပဲတင်ထက်လို့နေပါတယ်ရွေးထွေးပြီးစိတ်အေးချမ်းစေတဲ့အဲ့ဒီအတန်လေးကရင်နွေးတွေတစ်ခွက်တောက်လိုက်ရတယ်လို့မျိုးသူမရဲ့ရင်ထဲကိုစိတ်ဝင်သွားစေတာပေါ့သူမကမေမေဒါတကယ်ပဲမေမေလားဟင်ဒီဖုန်းကကောက်ခင်ပုံကနေဆက်လာတာလားဆိုပြီးငိုယိုပြီးမေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲဖခင်ဖြစ်သူကသူမရဲ့လက်ထဲကဖုန်းကိုဝုန်းတိုင်းကျဲပြီးအတင်းလူယူလိုက်ပါတယ်ဝမ်းနဲ့ပူဆွေးနေတဲ့သူမကဖုန်းကိုပြန်လူဖို့ကြိုးစားရင်းနဲ့ဒေါသတကြီးအော်ပြောလိုက်တာပေါ့အဖေဘာလုပ်တာလဲသမီးနဲ့စကားမပြောချင်ဘူးလားကျမလန်ကဖယ်ဆန်းပါတာကျမမေမေဖုန်းပဲအဖေကဘာလို့ကျမဖုန်းကိုလူရတာလဲဖခင်ဖြစ်သူကသူမကိုအတန်တိတ်ခိုင်းလိုက်ပြီးဖုန်းခေါ်ဆိုမှုကိုစစ်ဆေးလိုက်ပါတယ်ပြီးတော့သူကလေးတမမနဲ့လှမ်းမိလိုက်တယ်မင်းကဘာလို့လဲဘာလို့ငါသမီးစီဖုန်းဆက်ရတာလဲအဲ့ဒီအခါဖုန်းထဲကနေတုံ့ပြန်တဲ့အတန်ထွက်လာပါတယ်ကျမကမစ္စလီယာနာလီရှင့်ရဲ့ဇနီးပေါ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါဖခင်ဖြစ်သူအပါဝင်ဘေးနားမှာရှိနေတဲ့လူအားလုံးကိလက်မြင်တက်သွားကြရပါတယ်ဖုန်းထဲကအမျိုးသမီးကဆက်ပြောတယ်ကျမလေးပြင်းရင်းလေးလိုမျိုးပြန်ရောက်လာပြီးလေဘာဖြစ်နေတာလဲအခုရှင့်ဇနီးရဲ့အတန်ကိုတော့မမှတ်မိတော့ဘူးလားဖခင်ဖြစ်သူကဝမ်းသာအားရနဲ့သူမရဲ့အမိကိုအော်ခေါ်လိုက်မိတယ်လီယာနာအဲ့ဒီအချိန်မှာပဲကောင်မလေးကအဲ့ဒီအတန်ဟာသူမမေရဲ့အတန်နဲ့ထပ်တူကြနေတာကိုသတိထားမိသွားပါတယ်ဒါပေမဲ့ဝေစားသမီးဖြစ်သူကတော့ရင်ထဲမှာတွေးနေမိတယ်ဘယ်သူလဲဟာသူကလွန်ခဲ့တဲ့10နှစ်ကလေးကတည်သွားခဲ့တာမဟုတ်ဘူးလားအဲ့ဒီနောက်ဖုန်းထဲကနေအတန်ထွက်လာပြန်ပါတယ်မစ္စတာရှန်ရှင်ကျမကိုမေးသွားပြီလားဖခင်ဖြစ်သူကမင်းဘာရီရှောက်ပြောနေတာလဲဖုန်းကိုငါသမီးစီပြန်ပေးလိုက်စမ်းလို့တွေကွာရှင်းထားကြတာလေလို့ပြောပြီးမှစိတ်မထိန်နိုင်ပဲထပ်မေးလိုက်ပြန်တယ်ဒါတကယ်ပဲမင်းလားဟင်မင်းပဲမလဲငါမင်းကိုအခုချက်ချင်းတွေးချင်တယ်ပြီးတော့တို့တွေကွာရှင်းထားတယ်လို့မပြောပါနဲ့ငါမင်းကိုတအားချစ်လုံးလို့ကွာရှင်းရမယ့်အစားတရားတာကမှပိုကောင်းမယ်
အမျိုးသမီးကပြန်ပြောပါတယ်ကျမတို့အရင်တုန်းကအတူတူနေခဲ့ဘူးလေဇာတိမြေရွာလေးမှာရှိနေတာပါရှင့်သမီးလေးကိုပါဒီကိုခေါ်လာဖို့မမေနဲ့ဦးတော်တို့ရဲ့သမီးလေးကအခုဆိုရင်ပို့ပြီးတော့တောင်6လလောက်ပြီထင်တယ်စကားဆုံးတာနဲ့သူမကဖုန်းချသွားခဲ့ပါတယ်သမီးရင်းဖြစ်သူကသူမဖုန်းကိုချက်ချင်းပြန်ယူဖို့ကြိုးစားပေမဲ့ဖခင်ဖြစ်သူကတားမြစ်လိုက်ပြီးမင်းသွားလို့မဖြစ်ဘူးလို့ပြောပါတယ်ဒါပေမဲ့မေမေကဖုန်းထဲမှာအဖေနဲ့အတူကျမကိုခေါ်လာခဲ့ပါလို့ပြောခဲ့တယ်လေအဖေကနားမထောင်ဘူးလားအဲ့ဒီတော့မှဖခင်ဖြစ်သူကသဘောတူလိုက်ပြီးကောင်းပြီဒါပေမဲ့မင်းအရင်ဆုံးရေမိုးချိုးအဝတ်စားလဲပြီးတိတိကျကျပြင်ဆင်ပြီးမှမေမေကိုသွားတွေ့ရမယ်လို့ပြောပါတယ်သမီးဖြစ်သူကဒေါသတကြီးနဲ့ပြန်អော်တယ်အဖေကကျမမျက်နှာကိုလက်နဲ့တောင်ရိုက်ရဲတယ်ပေါ့ဒီအဝတ်စားတွေကိုဝတ်ခိုင်းခဲ့တာအဖေကိုယ်တိုင်မဟုတ်ဘူးလားကျမကိုဒီလိုပုံစံမျိုးဖြစ်အောင်မွေးမြူခဲ့တာအဖေမဟုတ်ဘူးလားကျမမေမေကိုဘာသွားပြောရမလဲကျမသူမကိုလိမ်မမဟုတ်ဘူးဒီနေ့တွေ့တဲ့လျှောက်လုံးကျမဘယ်လောက်တောင်ဒုက္ခရောက်ခဲ့ရတယ်ဆိုတာမေမေကိုသိစေချင်တယ်အဖေကမွေးစားသမီးတယောက်တွင်နဲ့ကျမရဲ့မိခင်ရင်ကိုတတ်ခဲ့တယ်ဆိုတာကိုပါမေမေသိသွားစေရမယ်အဲ့ဒီအခါပွဲလာပရိသတ်တွေကတီးလို့စကားဆိုကြပါတော့တယ်မင်းကလေးတယောက်ကသူမဘာဖြစ်နေတာလဲဘာလို့ကိုမွေးစားသမီးလို့ပြောနေရတာလဲဒါမစ္စတာရှန်ရဲ့ကောလာဟာလာစကားတွေဖြစ်ရမယ်ဒီလင်းရှားကတကယ်ကိုယဉ်ကျေးမှုမရှိဘူးလူအများကြီးရဲ့ရှိမှာမစ္စတာရှန်ကိုဒီလိုစော်ကားရတယ်လို့မိမိရဲ့မွေးနေ့ပွဲကိုတောင်သူမကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ပြီးဦးလေးရှန်သူမကိုဒီပွဲကနေမောင်းထုတ်ပစ်လိုက်ပါလို့ပြောပြီးတခြားလူတွေကလည်းထောက်ခံကြတာပေါ့မွေးစားသမီးဖြစ်သူကတော့ငါကလူအတုဆိုတာကိုသူတို့ကိုပေးမသိလို့မဖြစ်ဘူးလို့တွေးပြီးသူမရဲ့ဖခင်တူကွယ်လွန်သွားတာ10နှစ်တောင်ရှိပြီဖြစ်တဲ့အတိုင်းဟန်ဆောင်ပြီးသူမကငါ့ကိုဘယ်လိုဖြစ်ပြီးအတူလို့လာပြောရတာလဲအဖေမွေးနေ့ပွဲလို့ဖို့အချိန်တန်ပြီနော်လို့ပြောပါတယ်ဒါပေမဲ့ဖခင်တူကတော့မျက်နှာတက်တက်နဲ့ပဲမွေးနေ့ပွဲပြီးဆုံးပါပြီဧည့်သည်တော်အားလုံးပြန်နိုင်ကြပါပြီလို့ကြေညာလိုက်ပါတော့တယ်ဧည့်သည်တွေပြန်သွားတဲ့အခါမွေးစားသမီးကအဖေအပြင်သွားမလို့လားမေမေကခဏနေရင်ဒီကိုရောက်တော့မှလေအဖေထမင်းကောင်းကောင်းမစားရသေးလို့မေမေကအဖေကြိုက်တဲ့ဟင်းကောင်းကောင်းလေးတွေချက်ပေးထားတာလို့ဟန်ဆောင်စကားဆိုပါတယ်အဲ့ဒီခါသမီးရင်းဖြစ်သူကမွေးစားသမီးကိုကြည့်ပြီးနင်တို့သားမီးနှစ်ယောက်ကတော့တကယ်ကိုရိုးစရာကောင်းလို့လေနင့်အမေကကားအက်ဆီဒင့်ဖြစ်ပြီးသတိမညောခေါင်းနိုင်နေလို့နင်ကငါအဖေရှန်ရဲ့မွေးစားသမီးဖြစ်လာခဲ့တာလေနင်ဘဝကိုနင်ပြန်ကြည့်ဦးအခုချက်ချင်းအိမ်မက်ကနေနိုးထလိုက်တော့ဒါတွေအကုန်လုံးကငါအဖေရှန်ရဲ့အပြစ်တွေကြီးပဲလို့ဒေါသကြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ဖခင်ဖြစ်သူကထိုနေရာကနေထွက်ခွာသွားပြီးမကြခင်မှာပဲလက်ထဲမှာနှင်းစီပန်းစီကြီးကိုကိုင်ဆောင်ကသူတို့ရဲ့ဇာတိမြေရွာလေးကိုရောက်ရှိသွားခဲ့ပါတယ်သူကလောလောနဲ့ဇနီးဖြစ်သူကိုလိုက်ရှာနေတာပေါ့အဲ့ဒီအချိန်မှာပဲသမီးရင်းဖြစ်သူလည်းထိုနေရာကိုရောက်လာခဲ့ပါတယ်ဖခင်ဖြစ်သူကငိုတံပါကြီးနဲ့မင်းပဲမှာလည်းလီယာနာဘာဖြစ်လို့လဲထွက်ခဲ့ပါဦးငါမင်းကိုလွမ်းနေခဲ့တာ10နှစ်တောင်ရှိပြီတို့တွေအတူတူအိမ်ပြန်ကြရအောင်ဆိုပြီးအော်ဟစ်ရှာဖွေနေခဲ့တာပါအဲ့ဒီအချိန်မှာနောက်ကနေလိုက်လာတဲ့မွေးစားသမီးကဖေသူမတည်ဆုံးသွားတာ10နှစ်တောင်ရှိပြီလေဘယ်လိုလုပ်ပြီးပြန်လာနိုင်မှာလဲပြီးတော့ဒီမှာဘယ်သူမှရှိနေတဲ့ပုံလည်းမပေါ်ဘူးဖေသူမကသမီးရဲ့မွေးနေ့ပွဲကိုဖျက်ဆီးချင်လို့အဖေကိုတက်တက်လိမ့်လိုက်တာပါလို့ဝင်တွေးထုတ်ပါတော့တယ်ဖခင်ဖြစ်သူကလည်းမွေးစားသမီးရဲ့စကားကိုယုံကြည်သွားခဲ့ပါတယ်ဖုန်းဆက်ခဲ့တဲ့အမျိုးသမီးဟာသမီးရင်းဖြစ်သူကသူ့ကိုမွေးနေ့ပွဲမကျင်းပစေချင်လို့တက်တက်လူငါပြီးစီစဉ်ခဲ့တာလို့ထင်သွားတာပေါ့မွေးစားသမီးကအကွက်ကောင်းကိုအသုံးချပြီးနင်းငါကိုမုန်းမှန်းငါသိပါတယ်ဒါပေမဲ့အဖေရဲ့ပြူးဆိုင်မှုတွေကိုတော့နင်းလို့မယူသင့်ဘူးလေနင်းဒီလိုလုပ်ရင်အဖေဘယ်လောက်တောင်ဝမ်းနေရမလဲလို့ပြောလိုက်တဲ့အခါသမီးရင်းကနင့်မှာဒီကိစ္စနဲ့ဝင်ပြောပိုင်ခွင့်မရှိဘူးလို့တက်တက်တာပြန်ပြောလိုက်ပါတယ်အဲ့ဒီတော့မှဖခင်ဖြစ်သူကဒေါသတကြီးနဲ့သမီးရင်းဖြစ်သူကိုအော်ဟစ်ပြီးလက်ထဲကနှင်းစီပန်းစီနဲ့သူမရဲ့မျက်နှာကိုစောင့်ကြည့်ကန်ကြည့်ပြပောက်လိုက်ပါတော့တယ်မွေးစားသမီးကတော့အပိုင်တွက်ပြီးအိုင်ဒီအပြည့်နဲ့နင်းကြောင့်နင့်အမေတေးသွားခဲ့ရတာလို့ငါကြားဘူးလေနင့်ကိုတောင်းပန်ပါတယ်နင်းပဲတေးပေးလိုက်ပါတော့လို့ပြောလိုက်တဲ့အချိန်မှာတော့သမီးရင်းဖြစ်သူကဒေါသကိုမထိန်နိုင်တော့ပဲသူမရဲ့ပါကိုလက်ဝါးဆောင်နဲ့အပြင်းပြင်းထည့်ရိုက်လိုက်ပါတော့တယ်ဗီဒီယိုအပြည့်စုံကိုကြည့်ရှုရန် follow ခလုတ်ကိုနှိပ်ပါ